မင်္ဂလာပါရှင်ဒီချိန်မှာပါ easy to teach and easy to learn page ကနေကြိုဆိုပါရစေဒီနေ့ဒီချိန်မှာမျှဝေမှာကတော့ one o makes the short you sound o လေးဟာဘယ်ချိန်မှာ short you sound တန်လေးထွက်ရမလဲဆိုတာလေးကိုမျှဝေသွားမှာဖြစ်ပါတယ်အဲ့တော့ short you sound တန်လေးပြောင်းထွက်တဲ့ o လေးကိုကျမတို့က special o လို့လည်းခေါ်ပါတယ် special o sound လို့လည်းခေါ်တယ်အဲ့တော့ o လေးကဘယ်ချိန်မှာကျမတို့က short you sound တန်လေးပြောင်းထွက်ရမလဲပုံမှန်ဆိုရင် o ရဲ့သူ့ရဲ့မူရင်း sound လေးက o sound လို့ထွက်ပါမယ်ဒါဆိုရင် letter u ရဲ့ sound လေးက o ကနေ လို့ဘယ်ချိန်မှာပြောင်းထွက်ရမှာလဲဆိုတော့ when there's a letter v n m t h c behind o o ရဲ့နောက်မှာတဲ့ v n m t h c ဆိုတဲ့ letter လေးတစ်ခုခုရှိနေတဲ့အချိန်မှာတဲ့ we use the short u sound ကျမတို့က short u sound လေးကိုသုံးပါမယ် to pronounce instead of using the short o sound short o off ဆိုတဲ့အတန်လေးအစားကျမတို့ကဆိုတဲ့အတန်လေးပြောင်းထွက်ပေးရပါမယ်ဒါဆိုရင် example လေးတွေကိုလေ့လာကြပါမယ်အဲ့တော့ love တို့เนาะ love glove shove အဲ့တော့ o ရဲ့နောက်မှာ letter v လေးတွေရှိပါတယ်အဲ့တော့ letter v လေးရှိတဲ့အတွက်ဒီ o လေးကသူ့ရဲ့မူရင်းတန် of အစားเนาะ letter short u sound လေးဆိုတဲ့အတန်လေးထွက်ပေးရပါမယ်เนาะဒါဆိုရင်နောက်က e လေးတွေကဘာလဲဆိုရင် silent e လေးတွေဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့အင်္ဂလိပ်စာမှာ letter v နဲ့စုံတဲ့စကားလုံးတော့မရှိပါဘူး။အဲ့တော့ letter v ကိုနော်အင်္ဂလိပ်ရဲ့စကားလုံးတွေမှာအစုံတဲ့ anti letter မှာရေးလို့မရှိတဲ့အတွက်သူ့ရဲ့နောက်မှာ e လေးတွေထည့်ပေးခြင်းဖြစ်ပါတယ်။ဒါကြောင့်မလို့ကျမတို့က e လေးတွေ silent ဖြစ်ပြီးတော့ love glove shove ထွက်ပေးပါမယ်ဒါဆိုရင်နောက်တစ်ခုကကြာရင်เนาะ letter n လေးပါ o ရဲ့နောက်မှာ letter n လေးရှိတဲ့เนาะစကားလုံးလေးကိုဆက်လေးလာပါမယ်အဲ့တော့ son เนาะ sunအဲ့တော့ month done အဲ့တော့နောက်တစ်ခုကကြာရင် letter m လေး o ရဲ့နောက်မှာရှိတဲ့စကားလုံးတွေကိုလေ့လာပါမယ်အဲ့တော့ prom some come ဟုတ်ပါပြီဒါဆိုရင်နောက်တစ်ခုက letter th လေး o ရဲ့နောက်မှာရှိရင်အဲ့တော့ letter th ရဲ့အတန်းလေးကเนาะအဲ့တော့ voice th နဲ့ unvoice th ရှိပါတယ်ဒါဆိုရင်the other mother brother လို့ထပ်ပြရပါမယ်အဲနောက်တစ်ခု letter z လေး o ရဲ့နောက်မှာရှိတဲ့အခါမှာစကားလုံးလေး does နဲ့ dozen လေးကိုဘယ်လိုထွက်မလဲအဲ့တော့ does es ရဲ့အတန်လေးကဒီနေရာမှာ letter z sound လေးထွက်တာဖြစ်ပါတယ်အဲ့တော့ letter z sound လေးထွက်တာဖြစ်ပါတယ်ရှေ့မှာရှိတဲ့နော် letter o လေးရဲ့အတန်ကthe voice vowel လေးဖြစ်တယ် voice နော်အဲ့တော့ voice ဖြစ်တဲ့အတွက်နောက်ကအတန်လေးက es ကလေးရပါလဲဆိုတော့ကျမတို့က s ရဲ့မူရင်းတန်လေးလို့မထွက်တော့ဘဲနဲ့ z letter z ရဲ့တန်လေး z ဆိုတာထွက်ပါတယ် does အဲ့တော့ does and doesn't doesn't လို့ထွက်ပြရပါမယ်အဲ့တော့နောက်တစ်ခုအပေါ်အနေနဲ့ကအဲ့တော့ color မှာပထမเนาะ first letter o လေးပါအဲ့တော့သူကနောက်က l လေးတော့ရှိပါတယ်အဲ့တော့အပေါ်မှာရှိတဲ့ vnmthc ဆိုတဲ့เนาะ rule ထဲမှာအကျုံးမဝင်ပေမဲ့ပထမ first letter o လေးကိုကျမတို့က short u sound လေးထွက်ပေးရပါတယ်အဲ့တော့ o u ရဲ့အတန်းကcolor အဲ့တော့နောက်တစ်ခုကလည်းကျမတို့အမြဲတမ်းမှားနေတဲ့အတန်ထွက်လေးဖြစ်ပါတယ်เนาะ o'clock လို့ထွက်လို့ရှိပါတယ် o'clock လို့မထွက်ရပါဘူးအဲ့ဒီ o လေးဒီ off ရဲ့သူက indicia letter အတူကောက်စကားလုံးဖြစ်ပါတယ်အဲ့တော့ clock အဲ့တော့ letter o လေးကိုကျမတို့က o'clock လို့မထွက်ဘဲနဲ့ clock လို့ထွက်ပြရပါမယ်နောက်တစ်ခုကကြာရင်တော့ BNOOD နဲ့ FNOOD ဆိုတဲ့စကားလုံးလေးနှလုံးမှာ OO လေးရဲ့ sound လေးက
42 letter sound မှာကြာရင်ကျမတို့ကအတန်လေးနှစ်တန်းရှိပါတယ် o လေးရဲ့အတန်လေးက short you sound တန်လေးဖြစ်တဲ့ o sound နဲ့နော် long တန်လေးဖြစ်တဲ့ဘာဖြစ်လဲဆိုတော့ဟို sound လေးဖြစ်ပါတယ်ဒီမှာတော့ short you sound ဖြစ်တဲ့ o လည်းမထွက်တော့ဘူး long sound ဖြစ်တဲ့ တန်လည်းမထွက်ဘဲနဲ့ blood blood အဲ့တော့ o ရဲ့အတန်က short you sound လေးထွက်ပြောင်းမရပဲ blood blood bloodထွက်ပြရပါမယ်ဟုတ်ကဲ့ပါရှင်ဒီနေ့နော် o sound လေးကဘယ်ချိန်မှာ short you sound လေးဖြစ်ပြောင်းသွားပြီးထွက်သွားတယ်လဲဆိုတာလေးကိုပို့ချပေးသွားတာဖြစ်ပါတယ်အဲ့တော့ကျမရဲ့ဗီဒီယိုလေးကိုကြည့်ပြီးတော့တခုခုသော knowledge လေးရရှိခဲ့တယ်ဆိုရင်ကျမရဲ့ easy to teach and easy to learn page လေးကို like and follow လုပ်ပေးဖို့ပြောပြပါရစေကျေးဇူးတင်ပါတယ် thanks for your watching